မင်္ဂလာပါရှင်လိုက်စာ TV ရဲ့ဗမာတိုင်းနာဘာသာအစီအစဉ်ကနေပြန်လည်ကြိုဆိုလိုက်ပါရရှင်အော်တိုဘာ၄ရက်နေ့ညရရှိထားသောသတင်းတွေကိုကျမအခွန်အန်ဂျေလာကနေပြီးတော့တင်ဆက်ပေးတော့ပါမယ်ရှင်ဝိုင်းမော်အခြေစိုက်ခလာရ58တပ်ဖွဲ့မှဝိုင်းမော်လမြောင်ကျေးရွာအနီးပတ်ဝန်းကျင်တို့လက်နက်ကြီးများနေတိုင်းဆိုသလိုရန်တပ်ပစ်ခတ်မှုတွေလှုပ်ဆောင်နေတယ်လို့ရှေ့တန်းတရေရေးများထပ်မသိရပါတယ်ရှင်လမြောင်ကြီးရွာဘက်တိုက်ပွဲဖြစ်ပွားမှုမရှိပေမဲ့စကားစတပ်တွေမှာအခုလိုလက်နက်ကြီးရန်တပ်ပစ်ခတ်တာတွေလှုပ်ဆောင်နေတာဖြစ်ပါတယ်။အော်တိုဘာလ3ရက်နေ့မှာလဲခလာရ58တပ်ဖွဲ့နဲ့မပခတပ်တွေပူးပေါင်းပြီးလက်နက်ကြီးပစ်ခတ်တာတွေပြုလုပ်နေပြီးအော်တိုဘာ4ရက်နေ့မှာလဲစတိုက်ဆိုသလိုပစ်ခတ်မှုတွေပြုလုပ်နေကြောင်းသိရပါတယ်ရှင်။One Championship ကစားသမားကြီးမြန်မာစပတ်အုံအောင်လာအင်ဆာဟာအော်တိုဘာ၄ရက်နေ့မနက်ပိုင်းထိုင်းနိုင်ငံမှာကျင်းပတဲ့ One Championship ကစားပွဲမှာစဘာတီယန်ခါဒစ်စတမ်ကိုအနိုင်ထိုးပြီး MMA ကစားသမားဘဝကိုနှုတ်ဆက်အနားယူတွားပြီးဖြစ်ပါတယ်။အောင်လာအင်ဆာဟာ One Championship ကစားသမားလောကကို2014ခုနှစ်မှာစ၍စတင်ဝင်ရောက်လာပြီးပွဲစဉ်48ပွဲတွင်31ပွဲအနိုင်ရရှိပြီး15ကြိမ်ရှုံးနိမ့်ခဲ့ရကြောင်းလည်းသိရပါတယ်။ One Championship ကစားသမားကြီးအောင်လာအင်ဆာဟာလွန်ခဲ့သောခုနှစ်2019ဂျွန်30တွင်ရန်ကုန်တူဝနကွင်းမှာကျင်းပတော့ One Championship ပွဲတွင်လည်း Valentine Bidash ကိုအနိုင်ရခဲ့ပြီး One Championship Middleweight World Champion ကပတ်ကိုရရှိခဲ့ပြီးသူဖြစ်ပါတယ်။2018ခုနှစ်ဖေဖော်ဝါရီ23တွင်လည်းဘရာဇီးကစားသမား Alexander Machado နှင့်ကစားရတွင်လည်း One Light Heavyweight World Champion ကပတ်ဖြစ်အနိုင်ရရှိခဲ့သူလည်းဖြစ်ပါတယ်ရှင်။ကချင်တောင်တန်းဒေတာဆွန်ပရာဘုံနှင့်ပူတာအိုဒေတာရှိတောင်ရစဘာခင်းတွေမှာကြွက်ပေးကြရောက်ကဒေတာခိုင်များစိုက်ပျိုးထားတဲ့စဘာနှင့်တိနံများရိတ်သိမ်းဖို့ပါမကြံအောင်ဖျက်ဆီးခဲ့တာကြောင့်စားဝတ်နေရေးမှာဒေတာခိုင်များအခက်အခဲကြုံတွေ့လာမှာကိုစိုးရိမ်နေရကြောင်းဒေတာခိုင်နေပြပြချက်အရသိရပါတယ်။ပူတာအိုမြို့နယ်အတွင်းတောင်ရလုံအင်ချေ665ဆွန်ပရာဘုံမြို့နယ်အတွင်းတောင်ရလုံအင်ချေ940ညောင်မြောင်မြို့နယ်အတွင်းတောင်ရလုံအင်ချေ41အခြားအနီးနားရဲ့ရွာတွင်ကပြည်သူတွေတောင်ရတွင်မှာလည်းအများပြားလဲပျက်စီးဆုံးရှုံးရကြောင်းအခုလိုကြွတွေစဘာပြင်ကောက်ပေးတီးနှံများကိုအကုန်စားတောက်ဖြစ်စည်းတာစတင်ဘာလပိုင်းမှာပူဆိုးလာတဲ့အချိန်လေးရှိကြောင်းသိရပါတယ်။2025ခုနှစ်မှာတောင်ရအလုပ်ကိုအဓိကအထားအသက်မွေးဝမ်းကြောင်းလုပ်ကင်နေတဲ့ပြည်သူတွေရဲ့စဘာပြင်အခြားတီးနှံစိုက်ခင်းများလဲရိတ်သိမ်းဖို့မကြအောင်အကုန်စားတောက်ဖြစ်စည်းခံနေရတာကြောင့်ဒေသခံတောင်သူများမှာစာဝတ်နေရေးအတွက်အလွန်ခက်ခဲလာမှာကိုစိုးရိမ်နေရကြောင်းသိရပါတယ်။နားဆင်ခဲကြတော့မိဘပြည်သူများအားလုံးကိုစိတ်နှပြရှင်လန်းချမ်းမြေ့ကြပါစေရှင်။